မှာရိုက်ကူးရေးပြီးသွားလို့ရန်ကုန်ပြန်มาတော့မယ်ရန်ကုန်အပြန်ဘာလက်ဆောင်တွေယူသွားလဲဆိုတာကိုပြည့်သက်တွေပြမယ်နော်ကဲအားကြည့်ရအောင်နော်မင်းရဲ့ရန်ကုန်ပြန်ညာလက်ဆောင်တွေရတော့ဖြစ်ပါတယ်ကြိုက်တဲ့နီလာကလေးပဲမစစ်စစ်လေရှိုးရှင်လာရဲ့ကြောင်ပြောင်တို့ကထုတ်တယ်ထောက်ကိုရပြည့်စဲခုနှစ်ခရဟိုဟာလုံးရဲ့ရှင်နေမမီလာတဲ့စားတော်လူတိုင်းကြိုက်တဲ့မိသားစုတိုင်းတိတ်ကြိုက်နီလာကလေးပဲမစစ်စစ်လေMila tohu mole, Mila peche mole, Mila beya jo mole. Hello me jaide, taye lo tashi, a thokle ne thokde, Mila durai jaide, Mila. နီလာထုတ်ကောင်တွေကို1980ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးအညာမှာလည်းအရန်ကိုနာမည်ကြီးပါတယ်တက်တန်းရှိကြအောင်မြင်နေတာနီလာပါနော်အဝိုင်အောင်လေးကတော့ဘရာကျော်မုံလေးပါအရသာပါပြီးတော့အသင့်ကျော်စားရုံပါပဲအရန်ကောင်းတဲ့နီလာရဲ့ဘရာကျော်မုံလေးပါရှင်အစိမ်းအောင်လေးကတော့နီလာတူဘူးမုံလေးပါတုံအိမွညက်နေတဲ့နီလာတူဘူးလေးကချစ်စရာလည်းအရန်ကောင်းတယ်ပြီးတော့တူဘူးဖြစ်ဖို့အချိန်10မိနစ်ပဲလို့အနီအောင်လေးကတော့ပဲချက်မုံလေးပါဆေးဆေးလေးနဲ့ထွေးထွေးလေးမလို့တုံးလိုက်ရင်လည်းအရန်ကိုအဆင်ပြေပါတယ်နေလေးလိုပဲအညာပြန်လက်ဆောင်ဆိုရင်ကြောင်ရောင်းမျိုးကထုတ်တဲ့နီလာပဲမုံလေးကိုဝယ်သွားကြမမေးနဲ့နော်